မင်္ဂလာပါဒီကပင်ရှိထုတ်တာအစဉ်ပြေပြီးတော့ပင်ရှိပဲဆက်ထုတ်လိုက်ပါမယ်ဒီတော့ခွန်ရလေးရဲ့ပြပါပါ6စနကက8အဲ့တော့ဒီတစ်ကဒီမှာထိမယ်ဒီဝင်ကြောင်းမယ်ဒီကရှိရခွန်ရ9ပါပါ3 9နကက3အဲ့ဒီမှာ9ရော3ရောထိမယ်9ရော3ရောထိမယ်ဒီဝင်ကြောင်းမယ်6ရ9ရဒီပါ6စနကက8အဲ့ဒီမှာဒီ8ကထိမယ်ဒီဝင်ကြောင်းမယ်3ရရ1ရပေါင်းလိုက်တော့1ပါပါ6စနကက8ဒါမှာ8ထိမယ်ဒီဝင်ကြောင်းမယ်3ရ1ရ3ရ1ရပေါင်းညာ4ပါပါ9 4နကက2ထိမယ်ပြန်အရှိဆိုတော့ကင်မရာမဆန့်အောင်ပြင်တယ်အဲ့မှာဒီပင်ကြောင်းမယ်ခွန်ရရှိရ9ပါဝါ3 9နကက3ထိမယ်ခုဒီမနက်တော့ကခွန်ရ2ရ9ပါဝါ4 9နကက6 9လေး6ဒီတစ်ချမ်းရပြီပြန်ကဘိုးထက်ကနေအောက်ဆုံးနေတယ်ဒီရဘယ်လောက်ရှိလဲ1 2 3 4 5 6 9ချင်းရတယ်နော်ချမ်းရတယ်9လေး6ကီ9လေး6ကီတဲ့ဒီဘက်ကလည်းဒီပဲဒီဘက်ကကျတော့တပင်ကျော်ပဲ9ရ3ရ3ညရ9ရ3ရ3ညရ9 3 3ညက8ပါဝါ3စနကက1အဲ့တော့ဒီကောင်းတော့ပုံမှန်တိုင်းကြမှာတပင်ကျော်စိုက်ပဲအဲ့တော့8ထိမယ်8ပါဝါ3စနက1နော်နောက်တပင်3ညခွန်4ရ1ပါဝါ6စနက8ထိမယ်နောက်တပင်8 3 9 3ရ9 3ညပါဝါ5 3ညနကကခွန်အဲ့တော့3ညထိမယ်နောက်တပင်1ရ9ရ1ရခွန်ပါဝါနဲ့9ကက3ည2ရော3ညထိမယ်နော်3ညရော2ရောခွန်ပါဝါနဲ့9ကက3ညဟုတ်တယ်2ရော3ညရောထိမယ်ဒီဘက်ကနောက်တပင်ကခွန်ရ6ရ3ညခွန်ရ6ရ3ညရ3ပါဝါ8 3နကက9အဲ့တော့8ထိမယ်နောက်တပင်3ရ1ရ8နှစ်ပါဝါခွန်နကက4အဲ့မှာခွန်ထိမယ်ခုမနက်တော့က2ရ1ရ3ည2ရ1ရ3ညရ3ပါဝါ8 3နကက1 3နကက5 3နကက5မယ်3 8 5ကီးနဲ့ဒီဘက်က9လေး6ကီးနဲ့ဒီကောင်လဲတပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်ဒီဘက်တပင်ကြာဆိုင်က9ပင်မယ်ဒီကောင်လဲ9ပင်မပြည့်နဲ့3 4 5 6 9ပင်စီတယ်မနေ့ညနေကတနေ့လာနေ့ညနေကတော့7ပင်စီဟိုဘက်ဒီဘက်မချိတ်ရနဲ့တချမ်းစီပြလိုက်တာမှန်လားဒီနေ့လဲတချမ်းစီဆက်ထပ်ပြလိုက်တာအဲ့ကောင်ကိုစီလိုက်မယ်9လေး6နဲ့3 8 5နဲ့9လေး6ကီးနဲ့3 8 5ကီးနဲ့9လေး6ကီး3 8 5ကီးအဲ့မှာ9 3 9 8 95 4 3 4 8 40မှာ5 63 68 60မှာ5ကိုကိုရည်အမကကိုကိုတင်ကွက်လေးကြည့်အောင်တင်ကွက်ကဒီကောင်လေးပြလိုက်တင်ကွက်ကလည်းချက်ပြီးဟုတ်ပြီဒီမှာ9 8ဒီနှလုံး9ဒီနှလုံး8ဒီအလားလေးလာဒီနှလုံး9ဒီနှလုံး8ဒီမှာလဲဒီနှလုံး9ဒီနှလုံး8ဒီ8ရ9 9ရ3ရ8 9 8ဒီမှာလဲ2ခွန်9 2ခွန်8ဒီမှာလဲခွန်2 9ခွန်8 9 8လေးတွေကြောက်ရကြောက်ပေါက်လေးကတော့လာနော်အဲ့မှာဒီ9နဲ့ဒီ8နဲ့ကြောက်ပြီးတာနဲ့ဒီနှလုံးပေါင်းခြင်းဟာထိတ်ဝင်မယ်15ပေါင်းခြင်း3ထိတ်ဝင်မယ်ဒီလိုပဲဒီနှလုံး9ဒီနှလုံး8 9 8ကြောက်ပြီးတာနဲ့ဒီနှလုံးပေါင်းခြင်း8ကထိတ်ဝင်မယ်ဒီဘက်မှာလည်းအဲ့လိုပဲဒီနှလုံး9ဒီနှလုံး8ဖြစ်ပြီးတာနဲ့ဒီနှလုံးပေါင်းခြင်း
9က9ထိပ်ဝင်မယ်9ထိပ်ရရင်နော်9ထိပ်ဝင်မယ်အဲ့ဒီမှာနောက်ပိတ်ကဒီ3ညရင်9ရင်3ည9ရဲ့3ည9ပေါင်းခြင်းက9ရဲ့ပါဝါ3ညအဲ့3ညကနောက်ပိတ်ဝင်မယ်ဒီ3ည9ရဲ့ပေါင်းခြင်းက9ပါဝါ3ညအဲ့3ညနောက်ပိတ်ဝင်မယ်သူကဒီတိုင်းမဝင်ဘူးတဲ့ဒီ9ရဲ့3ရဲ့9ရဲ့ဒီ9ရဲ့3ရဲ့ဒီ9ရဲ့ပေါင်းခြင်းကခွန်နှစ်ခတ်3ညအဲ့3ညလည်းနောက်ပိတ်ပါပဲတဲ့နော်ဒီ9ရဲ့ပါဝါ3ညဒီ3လုံးပေါင်းခြင်းခွန်ရဲ့နှစ်ခတ်ကလည်း3ညပါဝါနဲ့နှစ်ခတ်နဲ့သူကအစုံကြတာပေါ့ဒီပင်လည်းလိုပဲဒီပင်လည်းတည့်ရဲ့ပေါင်းခြင်းနှစ်ပါဝါခွန်အခွန်ကနောက်ပိတ်ကြဒီဘက်မှာလည်းလိုပဲဒီနှစ်ရဲ့ခွန်ရဲ့တည့်ရဲ့နှစ်ရဲ့ခွန်ရဲ့တည့်ရဲ့နှစ်ခွန်နှစ်ရဲ့ခွန်တည့်ဒီ3လုံးပေါင်းခြင်းက3ညနှစ်ခတ်ကလည်းခွန်မဲ့အခွန်ကလည်းနောက်ပိတ်ကြမယ်ဒီနှလုံးပေါင်းခြင်းနှစ်ပါဝါခွန်ဒီ3လုံးပေါင်းခြင်းက3ညနှစ်ခတ်ကလည်းခွန်မဲ့ပါဝါနဲ့နှစ်ခတ်နဲ့စုံကြဒီမှာလည်း9ပါဝါ3ညခွန်နှစ်ခတ်3ညဒီမှာနှစ်ပါဝါခွန်3ညနှစ်ခတ်ကလည်းခွန်မဲ့ခုမနေ့အတွက်က3ရဲ့ခွန်ရဲ့ပေါင်းလိုက်တော့3ညပါဝါ9ကနောက်ပိတ်ကြမယ်9နောက်9က9နောက်ဒီတိုင်းမကြဘူးတဲ့ဒီ3လုံးပေါင်းခြင်းက9ရဲ့တည့်ရဲ့ခွန်ရဲ့ပေါင်းခြင်းက3နှစ်ခတ်ကလည်း9ပဲအဲ9ကလည်းဒီ9နောက်ပဲပါဝါနှစ်ခတ်အကုန်စုံကြနော်3ညပါဝါ9ခွန်နှစ်ခတ်9ပါဝါ3ညခွန်နှစ်ခတ်လည်း3ညဒီမှာနှစ်ပါဝါခွန်3ညနှစ်ခတ်ကလည်းခွန်ပဲဒီမှာ3ညပါဝါ9 3နှစ်ခတ်ကလည်း9ပဲ9ရဲ့တည့်ရဲ့ခွန်ရဲ့3နှစ်ခတ်ကလည်း9ပဲအဲ့တော့95မှာ9ဒီကောင်ကအဲ95ကိုတဲ့ဒီ3လုံးက3လုံးပေါင်းခြင်းက8ရဲ့ပါဝါက3ကလုံးပိုင်းအဲကောင်ကတန်းဒီ8ပါဝါ3ရဲ့ပါဝါ3ကလုံးပိုင်းနော်လုံးပိုင်းဒီမှာလည်းလိုပဲ3ညရဲ့2ရဲ့3ညရဲ့ပေါင်းလိုက်တော့2ပါဝါခွန်အခွန်ကလုံးပိုင်းဒီမှာလည်းလိုပဲခွန်ရဲ့3ညရဲ့ခွန်ရဲ့3ညရဲ့ပေါင်းလိုက်တော့4ပါဝါ9အကူကလုံးပိုင်းတန်းဒီမှာဘာနဲ့ပေါက်မှာဆိုဒီ3ညနှစ်ခတ်ခွန်ဒီ3ညနှစ်ခတ်ကခွန်အဲ့မှာဒီ3ညနှစ်ခတ်ခွန်ကဒီတိုင်းမခွန်ဒီလိုလဲ3ညခွန်လား3ညနှစ်ခတ်ကခွန်အဲ့တော့3ညခွန်အဲ့3ညခွန်ကဒီ3လုံးပိုင်းနဲ့ပေါက်ဒီ3နဲ့3ညနဲ့ဒီမှာပေါက်ဒီမှာလည်းအဲ့လိုပဲဒီနှစ်ခတ်က8ဒီနှစ်ခတ်က8ဒီတစ်ကဒီနှစ်ခတ်က8ကရိုးမရှိဘူးဒီ3လုံးနဲ့ရှင်းမယ်ဒီခု3ညနှစ်ခတ်ကဒီ3လုံးခွန်ဒီနှစ်ခတ်ကဒီ3လုံးရှင်းလားမသိဘူးလို့3ညနှစ်ခတ်ခွန်လို့ချရေးတာတဲ့သူကအထောက်လေးနဲ့ဆိုတော့ပို့ပြီးတော့မှားတာပေါ့ဒီနှစ်ခတ်က8အဲ့မှာဒီရှင်းနဲ့ခွန်လုံးပိုင်းနဲ့ပေါ့ဒီခွန်ဒီရှင်းနဲ့8ခွန်လို့ကြတစ်ကိုဒီနှစ်ခတ်ဒီ3လုံးနဲ့ပြန်ရှင်းတာ3ညကို3ညနှစ်ခတ်ဒီ3လုံးနဲ့ပြန်ခွန်တာဒီမှာလာပြီဒီ3က3နှစ်ခတ်9ဒီတိုင်းမ9ဘူးဒီ3လုံးနဲ့9နေတာ3နှစ်ခတ်ဒီ3လုံးနဲ့9ပြီးမှ3 5ဆိုကြာပြီဒီမှာလည်း3ညနှစ်ခတ်3လုံးခွန်ဒီနှစ်ခတ်3လုံးရှင်း3နှစ်ခတ်3လုံး9မကိုက်လားအဲ့တော့ယူလို့ပို့ပြီးတော့မာတာပေါ့ပို့ပြီးကောင်းတာပေါ့အဲ့မှာ9 3ရဲ့9 5ရဲ့နှစ်ကွက်9 5ရှိပြီလားကြာပြီလားဆိုတော့93ပဲထည့်ရတော့မှာအဲ့ဒီမှာ9 5တော့ပို့မှာပို့ကောင်းတာပေါ့9 5ဒီမှာလည်းပြီးတာမိထားတာဆိုတော့9 5မိန်ပေါ့9 3လည်းထိုးရမှာဒီဘက်ကရှင်းလာတော့မသိဘူးရှင်းလာမှာပါဒီက9 5ဒီက9 3ရမယ်ဒီဘက်ကတော့ဒါလည်းရိုးလေးပါပဲရိုးလေးပဲပြလိုက်ပါဒီကောင်ကဟိုဘက်ကြီးရတဲ့ site ပုံစံပါပဲကြီးယူတဲ့ပုံစံပါပဲဒီ3ည1
အတစ်ကတစ်နှစ်ခန့်ရှစ်ထိပ်ဒီတစ်ပေါင်းလိုက်တော့တစ်နှစ်ခန့်ရှစ်ကထိပ်ဝင်ဒီမှာလည်းလိုပဲသုံးတစ်ပေါင်းလိုက်တော့လေးနှစ်ခန့်နှစ်ကထိပ်ဝင်ဒီမှာလည်းလိုပဲနှလုံးပေါင်းခွန်ရရှစ်ပေါင်းတော့ငါနှစ်ကသုံးကထိပ်ဝင်အဲ့မှာဒီမှာလည်းလိုပဲနှလုံးပေါင်းချင်းပေါင်းလိုက်တော့9နှစ်ခန့်6အဲ့6ကထိပ်ဝင်6ထိပ်အဲ့6ထိပ်ကိုတစ်နှစ်ခန့်ရှစ်အဲ့မှာနောက်ဘက်က3ညပါဝါ9 3ညပါဝါ9เนาะမကြီးတော့ဒီမှာလည်းအဲ့လိုပဲဒီနှစ်ခန့်နှစ်ပြီးတာနဲ့9ပါဝါ3ညလို့ကြားတယ်ဒီမှာလည်း9နှစ်ခန့်3ပြီးတာနဲ့6ပါဝါ1လို့ကြားတယ်ဒီမှာလည်း9နှစ်ခန့်6ပြီးတာနဲ့ဒီ10ပါဝါ3လို့ကြားပြန်10ပါဝါ3လို့ကြားပြန်ဒါကတော့ရှင်းလေးပါတစ်နှစ်ခန့်10 3ညပါဝါ9တစ်ပေါက်တည်းဒီနှစ်ခန့်နဲ့9ပါဝါ3ညတစ်ပေါက်တည်း9နှစ်ခန့်3 6ပါဝါ1တစ်ပေါက်တည်းမှာ9နှစ်ခန့်6 10ပါဝါ3တစ်ပေါက်တည်း62မှာ3ဒီကောင်ကတော့ရှင်းတယ်63အဲ့တော့တင်ခွက်က3ခွက်ထွက်လာတော့ပေါ့63ရယ်95ရယ်93ရယ်ဒီကတော့95နဲ့63နဲ့ပုံလာ95ရယ်63ရယ်93ရယ်3ခွက်အဲ့ဒီမှာမိန်းက95ကြောက်ကြောင်းလို့နော်95ပါပဲဒီနှစ်ခွက်လည်းလာပါတယ်93 95 63 65ဒါပါပဲ95 93ကွန်လို့ရရတယ်ကနန်းအကွက်များတော့မှဆိုရင်စိုက်တယ်တော့ရှိပါတယ်တက်ပြရတယ်ရှုပ်ကုန်တော့မှမပြတော့ပါဘူးဒီလောက်ဆိုရင်ဆိုတော့95တင်ပြီးဒီနှစ်ခွက်ကိုဒူအောပုံစံမျိုးနဲ့လုပ်လိုက်ကျန်တာပုံမှန်လေးထိုးလိုက်ကျန်တဲ့9ခွက်ကိုအားလုံးကြံကောင်းကြပါစေအားလုံးကြံကောင်းကြပါစေ